တောအုပ်အလယ်မှာရှိတဲ့ရွာငယ်လေးတစ်ရွာမှာအလွန်ကြောက်စရာကောင်းတဲ့ကျိန်စာမြစ်တစ်စင်းရှိပါတယ်ဒီမြစ်ထဲကိုဝင်တဲ့သူတိုင်းနောက်နေ့မနက်မှာခေါင်းမရှိတဲ့အလောင်းဖြစ်ပဲတွေ့ရတတ်ပါတယ်ရွာသားတွေကဒီမြစ်ကိုနှစ်ပေါင်းများစွာကတည်းကကြောက်ရွံ့နေကြပြီးဘယ်သူမှမကူးရဲမဝင်ရဲပါဘူးတနေ့မှာတော့အပြင်ကလူတစ်ယောက်ရွာကိုရောက်လာပါတယ်သူကနတ်ဆိုးကျိန်စာတွေကိုမယုံကြည်သူဖြစ်ပြီးရွာသားတွေပြောတဲ့ဇလန်းတွေကိုလိမ်ညာမှုအဖြစ်ပဲသတ်မှတ်ထားပါတယ်သူကစူးစမ်းခြင်းစိတ်ကြောင့်ဒီမြစ်ရဲ့အမှန်တရားကိုဖော်ထုတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်မြစ်အနားကိုရောက်လာချိန်ကစပြီးအရာအလုံးထူးဆန်းလာပါတယ်ရေတွေကကိုယ်တိုင်လှုပ်ရှားသလိုဖြစ်လာပြီးမမြင်ရတဲ့အတန်တွေအရိပ်တွေထွက်ပေါ်လာပါတယ်နောက်ဆုံးမှာတော့ဒီမြစ်ဟာတခါကလူတွေကိုတက်ပြီးအလောင်းတွေပြစ်ချခံခဲ့ရတယ်အပြစ်မဲ့လူတွေရဲ့ဝိညာဉ်တွေနေထိုင်တဲ့နေရာဖြစ်ကြောင်းသိလာရပါတယ်သူတို့ရဲ့ဝိညာဉ်တွေကအသက်ဆုံးရှုံးခဲ့ရတဲ့အပြစ်အနေနဲ့လူတွေကိုလက်စားချေနေတာဖြစ်ပြီးမြစ်ထဲဝင်တဲ့သူတိုင်းကိုခေါင်းဖြတ်တက်နေကြတာပါအဓိကဇက်ကောင်ကဒီကျိန်စာကိုဖျက်နိုင်ဖို့အမှန်တရားကိုဖော်ထုတ်ဖို့ကြိုးစားပေမဲ့နောက်ကျသွားခဲ့ပါတယ်နောက်ဆုံးအခန်းမှာရွာသားတွေမြစ်နားမှာစုဝေးနေချိန်ရေပြင်ပေါ်ကိုနောက်ထပ်ခေါင်းမပါတဲ့အလောင်းတစ်လောင်းပြန်လည်ပေါ်လာတာကိုတွေ့ရပြီးဒီကျိန်စာဟာမပြောက်ကွယ်နိုင်ဘူးဆိုတာသက်သေပြသွားပါတယ်ဒီမြစ်ကယနေ့အထိတိတ်ဆိတ်နေဆဲဖြစ်ပြီးနောက်ထပ်ဝင်လာမဲ့လူတစ်ယောက်ကိုစောင့်ဆိုင်းနေဆဲပဲဖြစ်ပါတယ်